Gaming laptop တွေတုံးတဲ့အခါမှာပုံမှန်ရုံးသုံး office laptop တွေလောက် battery မခံတာကိုသတိထားမိကြပါလိမ့်မယ်။ဒါကဘာဖြစ်လို့လဲ Gaming laptop တွေက battery သေးလို့လားစသဖြင့်သိကျင်တာတွေရှိကြပါလိမ့်မယ်။ဒီနေ့မှာတော့ Gaming laptop တွေကဘာကြောင့် battery မခံလဲဆိုတာကိုရှင်းပြပေးသွားပါမယ်။ဒါဆိုရင်ကျွန်တော်တို့ intro လေးပြီးရင်စလိုက်ကြတာပေါ့။ Gaming laptop တွေ battery မခံရခြင်းဟာအဓိကအချက်၃ချက်ရှိပါတယ်။အဲ့ဒါတွေကတော့ Gaming laptop တွေမှာပါတဲ့ high performance CPU တွေ high performance graphic card တွေနဲ့ high refresh rate display RGB keyboard driver အစရှိတဲ့ accessory တွေကြောင့်ပါပဲ။ Office laptop တွေဟာ Gaming laptop တွေလောက် performance ကောင်းဖို့မလိုတဲ့အတွက် power efficiency ဘိုင်းကိုဦးစားပေးထားတဲ့ UCD CPU တွေကိုသုံးကြပါတယ်။ဒါပေမဲ့ Gaming laptop တွေမှာကတော့လိုအပ်ချက်အရ performance ပိုကောင်းပြီးတော့ power လည်းပိုစားတဲ့ H ဒါမှမဟုတ် ASCD CPU တွေကိုသုံးကြပါတယ်။အဲ့ဒါကြောင့် Gaming laptop တွေမှာသုံးထားတဲ့ CPU တွေဟာ Office laptop တွေမှာသုံးထားတဲ့ CPU တွေထက်2ဆကနေ3ဆလောက်ထိ battery ပိုစားပါတယ်။ဥပမာပြောရရင် i5 13 Gen ချင်းအတူတူမှာ Office laptop မှာသုံးထားတဲ့ Intel Core i5 13 Gen နဲ့ Gaming laptop တွေမှာသုံးထားတဲ့ Intel Core i5 13 Gen နှလုံးဟာ power စားသုံးမှုမတူကြပါဘူး။ Gaming laptop တွေမှာသုံးထားတဲ့ Intel Core i5 က PL1 state မှာ TDP 35W ကနေ45W လောက်သုံးရပြီးတော့ Office laptop မှာသုံးထားတဲ့ i5 13 Gen ကတော့ TDP 12W ကနေ 15W လောက်ပဲသုံးပါတယ်။အခုလို power ပိုသုံးတာနဲ့တန်အောင်လဲ HCD Core i5 CPU တစ်လုံးဟာ UCD Core i5 CPU တစ်လုံးထက် multi-core performance မှာ90%လောက်ပိုမြန်တာကိုတွေ့ရပါတယ်။ဒီလောက်ဆိုရင်တော့ Office laptop တွေနဲ့ Gaming laptop တွေမှာသုံးထားတဲ့ CPU ချင်းမတူတာကိုသဘောပေါက်လောက်ပြီးထင်ပါတယ်။ဒါဆိုရင်ဒုတိယချက်ဖြစ်တဲ့ Gaming laptop တွေရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ Nvidia ရဲ့ RTX graphic card တွေလိုမျိုး dedicated graphic card တွေကြောင့်ဆက်ပြောကြတာပေါ့။ Office laptop တွေဟာ dedicated graphic card မပါကြပါဘူး။ Intel CPU သုံးထားရင် Intel Iris AMD CPU သုံးထားရင် AMD Radeon စသဖြင့် CPU ထဲမှာပါတဲ့ integrated graphic လို့ခေါ်တဲ့ iGPU သေးသေးလေးတွေပဲပါပါတယ်။အဲဒါကြောင့် Office laptop တွေမှာ CPU ကပဲ power စားတာဖြစ်ပါတယ်။ graphic card သီးသန့်မပါတဲ့အတွက် power ကျွေးစရာမလိုပဲ battery ခံတာပါ။ဒါပေမဲ့ Gaming laptop တွေမှာကတော့အခြေအနေတွေကမတူတော့ပါဘူး။ Gaming laptop တွေမှာပါတဲ့ dedicated graphic card တွေဟာ power consumption များရင်များသလို battery ကုန်ပါတယ်။ဘယ်လောက်တောင် battery စားလဲဆိုရင်လက်ရှိဈေးကွက်ထဲမှာ power efficiency အကောင်းဆုံးလို့တောင်ပြောလို့ရတဲ့ RTX 2050တောင်သူ့ရဲ့ performance အပြည့်ရဖို့ဆိုရင် TGB 50W နဲ့အထက်ကိုလိုအပ်ပါတယ်။ graphic card အမြင့်တော်တော်များများအတွက်ကတော့ TGB 100W ဝန်းကျင်ပေးထားမှအကောင်းဆုံး performance ထွက်တာဖြစ်ပါတယ်။အဲဒါကြောင့် graphic card တွေရဲ့ power consumption ကိုအချိန်လို့တော့မထင်စေချင်ပါဘူး။တတိယချက်ဖြစ်တဲ့ Gaming laptop တွေမှာပါတဲ့ high refresh rate display တွေနဲ့ RGB lighting တွေအကြောင်းဆက်ပြောကြတာပေါ့။ Gaming laptop လို့ပြောလိုက်တာနဲ့အနည်းဆုံး refresh rate က 144Hz display တွေတော့ပါလာကြပါပြီ။ဒီလို high refresh rate display တွေကလည်း Office laptop တွေမှာပါတဲ့ 60Hz display တွေထက် power consumption ပိုများတာကြောင့် battery ပိုစားပါတယ်။ဒါ့အပြင်နည်းနည်း premium ပိုဖြစ်တဲ့ Gaming laptop တွေမှာပါတဲ့ RGB keyboard တွေ RGB light bar တွေကလည်းအထိုက်လျောက် battery စားတဲ့အထဲမှာပါပါတယ်။ဒါဆိုရင် Gaming laptop တစ်လုံးမှာပါဝင်တဲ့အစိတ်ပိုင်းတွေရဲ့ power consumption ကိုအကြမ်းမြင့်တွက်ကြည့်အောင်ပါ။ Okay, let's go. ဒီနေရာမှာတွက်ချက်ရခက်ခဲတဲ့ display တို့ motherboard တို့ရဲ့ power စားသုံးမှုကိုခဏလောက်ခြံခဲ့ပြီးတော့တွက်ချက်ရလွယ်ကူပြီးအဓိကလည်းကြားတဲ့ CPU နဲ့ graphic card နှစ်မျိုးလောက်ကိုပဲတွက်ကြည့်ကြတာပေါ့။ CPU တွေက 35W ကနေ 45W ကြား graphic card တွေက 45W ကနေ W90 ကြားလောက်စားကြတာဖြစ်လို့ကျန်တဲ့အစိတ်ပိုင်းတွေပါပေါင်းလိုက်မယ်ဆိုရင်အကြမ်းမြင့် W100 နဲ့ 150ကြားမှာရှိပါတယ်။ကျွန်တော်တို့အိမ်မှာပုံမှန်သုံးလေးရှိတဲ့မီးလုံးတစ်လုံးမှာ W40 လောက်ပဲရှိတာပါ။ဒါဆိုရင် W100 150ဆိုတာမနှဲလာတဲ့ပမာဏဆိုတာခံမှန်းမိကြမှာပေါ့။တကယ်တမ်းပြောရရင်တော့အခုလို W100 150လောက်ရှိတဲ့ power ကို laptop တွေထဲမှာပါတဲ့ battery တွေကထုတ်မပေးနိုင်ပါဘူး။အဲ့တော့ on battery နဲ့သုံးနေတဲ့အချိန်မှာ CPU တွေနဲ့ graphic card တွေရဲ့ power limit ကို laptop တွေဘက်က short ချပစ်ပါတယ်။ CPU ကို 15W လောက်ပဲသုံး GPU ဘက်ကိုလည်းပဲ W30 လောက်ပဲသုံးပြီးတော့စုစုပေါင်း W40 45W လောက်ပဲတုံးခိုင်းပါတော့တယ်။အခုလို power short ကျွေးတဲ့အတွက် battery နည်းနည်းပိုခံသွားပေမဲ့အားနည်းချက်အနေနဲ့ performance ကျသွားပါတယ်။အဲဒါကြောင့် game shot နေရင်မိပြတ်သွားခဲ့လို့ရှိရင် performance ကျပြီး FPS တွေထိုးဆင်းသွားတာပါ။နောက်ဆုံးအနေနဲ့ပြောရရင်တော့ gaming laptop တွေမှာပါတဲ့ battery တွေက capacity နည်းလို့ Office laptop တွေလောက် battery မခံတာမဟုတ်ပါဘူး။တကယ်တမ်းနှိုင်းယှဉ်ကြည့်မယ်ဆိုရင် gaming laptop တစ်လုံးမှာပါတဲ့ battery ဟာ Office laptop တွေမှာပါတဲ့ battery ထက်ပိုတောင်ကြီးပါသေးတယ်။ Office laptop တစ်လုံးမှာ 42Wh လောက်ပဲပါတဲ့အချိန်မှာပုံမှန် budget series gaming laptop တစ်လုံးမှာ 56Wh နဲ့အထက်ပါကြပါတယ်။အခုမြန်မာပြည်မှာလူသုံးများနေတဲ့ HP ရဲ့ VTech 15 series laptop တွေမှာဆိုလို့ရှိရင် 80Wh battery တွေတောင်ပါတာတွေ့ရပါတယ်။ဒါပေမဲ့လည်းဒီလိုပိုကြီးတဲ့ battery တွေကိုတတ်ထားတာအောင်မှာ battery မခံရခြင်းဟာအပေါ်မှာကျွန်တော်ပြောထားခဲ့တယ်လို့ high performance CPU တွေ high performance graphic card တွေနဲ့ display တွေရဲ့ power consumption ကပိုကြီးလာတဲ့ battery နဲ့မမျှအောင်ပိုများနေတဲ့အတွက် battery မခံတာပဲဖြစ်ပါတယ်။ဘိုင်းတစ်အနေနဲ့ပြောရရင်တော့လက်ရှိမှာ Ryzen CPU တွေက Intel CPU တွေထက် power consumption နည်းနည်းပိုတက်တာကြောင့် Ryzen CPU နဲ့လာပြီး battery capacity ကြီးတဲ့ gaming laptop တွေကိုရွေးချယ်မယ်ဆိုရင်တော့ battery life ပိုရနိုင်ပါတယ်။ဒါလို့ဆိုရင်တော့ gaming laptop တွေဘာကြောင့် battery မခံလဲဆိုတာသိလောက်ပြီးထင်ပါတယ်။ဘော်ဒါတို့အနေနဲ့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ like and subscribe လေးလုပ်သွားကြပါဦး။နောက်ထပ်ကိုသိချင်တာရှိရင်လည်းအောက်မှာ comment ရေးသွားလို့ရပါတယ်။ကျွန်တော်တို့အလင်းတင်တယ်လို့ဗီဒီယိုတွေလုပ်ပေးပါမယ်။ဒါဆိုရင်နောက်ဗီဒီယိုမှာထပ်တွေ့ကြတာပေါ့။